အားလုံးပဲမင်္ဂလာပါဒေါက်တာ Mind Page ကနေကြိုဆိုလိုက်ပါပါတယ်လူငယ်တွေအတွက်ခွန်အားဖြစ်စေမဲ့စာစုလေးကြီးကိုပြောပြပေးသွားမှာဖြစ်ပါတယ်မင်းတို့ခါရောက်နေချိန်မှာဘသူကမှအတနာမခံပါနဲ့ရုံထွက်နိုင်အောင်ပဲကြိုးစားပါမင်းခံစားနေရချိန်မှာဘသူရှိမှမိကြီးခံမထိုးပါနဲ့လူတွေမင်းကိုကြိတ်လောင်ကြလိမ့်မယ်မင်းကြရှုံးနေချိန်မှာဘသူကမှအကျူးထောင်မပြပါနဲ့မင်းကိုသူတို့တွေနင်းချကြလိမ့်မယ်မင်းအောင်မင်းနေချိန်မှာဘသူကမှအပေါ်စီးကမဆက်ဆန်ပါနဲ့သူတို့မင်းကိုအထင်သေးပါလိမ့်မယ်မင်းစူးစမ်းနေချိန်မှာတချို့ကအထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိမ့်မယ်တချို့ကလောင်ချင်တယ်လို့ခက်ထီထီဆက်ဆန်လိမ့်မယ်တချို့ကမင်းကိုမဖြစ်နိုင်တဲ့စကားတွေပြောလိမ့်မယ်အဲ့ဒါတွေကမင်းစိတ်သက်သာရမှာတွေမဟုတ်ဘူးမခံချင်းစိတ်နဲ့မင်းစူးစမ်းရမှာဖြစ်တယ်ရောက်တဲ့အရက်ဒေတာမှာမပြင်းပါနဲ့အပျော်ပါးတွေနဲ့အလေမလိုက်ပါနဲ့လူငယ်ဘဝနှစ်ခါပြန်မရဘူးတဲ့ငယ်ရွယ်တုန်းမှာမကြိုးစားရင်နောက်တစ်ချိန်မှာနောင်တတွေနဲ့နေသွားရလိမ့်မယ်ဖရာတရားမမေ့ပါနဲ့မိဘဆရာသမားတွေရဲ့ဂျေဇုတရားတွေကိုလည်းမမေ့ပါနဲ့မိဘဆိုတာတရှိဖရာတဆူပါပဲဒါကြောင့်သူတို့အသင်ရှင်တုံးဂျေဇုတရားတွေဆက်ကြပါကိုဘဝရီမန်းချက်6ပါပြီးရင်အလုတ်ကြိုးစားပြီးအကောင်အထည်ဖော်ပါအခြေအရေးကိုဦးစားမပေးပါနဲ့အလုတ်အကိုင်တွေအဆင်ပြေလာတဲ့အခါအခြေအရေးကသူ့ဘာသာအဆင်ပြေလာလိမ့်မယ်အတင်မိတ်ဆွေအောင်မြင်ပါစေလို့ကျမအေကဆုတောင်းပေးပါတယ်ရှင်ကျမတို့ရဲ့ page ကို follow လုပ်ပေးခဲ့ပါဦးနော်